အဆုတ်ကင်ဆာသည်တည်ရှိနိုင်သောယောဂတစ်ခုဖြစ်ပါတယ်။သို့သော၎င်းကိုဖြစ်ပွားစေသောအကြောင်းရင်းများနဲ့ဖြစ်ပွားနိုင်ခြေအန္တရာယ်များကိုတော့ထိန်းချုပ်လို့ရပါတယ်။အဆုတ်ကင်ဆာဖြစ်ပွားစေသောအကြောင်းရင်းများကိုတားဆီးလိုက်ခြင်းအပြင်ကင်ဆာပိုမဆိုးလာအောင်ကာကွယ်နိုင်ပါတယ်။အဆုတ်ကင်ဆာဖြစ်ပွားစေသည့်အကြောင်းရင်းများကအဘယ်နည်းဆီလစ်တောက်ခြင်းဓာတုပစ္စည်းအချို့နဲ့ထိတွေ့ခြင်းသည်အဆုတ်ကင်ဆာကိုအဓိကဖြစ်ပွားစေသည့်အကြောင်းရင်းများဖြစ်ပါတယ်။သုတေသနသမားများအဆိုအရအဆုတ်ကင်ဆာအားလုံး၏90%နီးပါးသည်ဆီလစ်တောက်ခြင်းကြောင့်ဖြစ်သည်ဟုသိရသည်။ဆေးရွက်ကြီးနှင့်ဆေးရွက်ကြီးဆေးလိပ်တွင်နိုက်ထရိုဂျင်အောက်ဆိုက်ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့သောဓာတုပစ္စည်းအမျိုးပေါင်း9000ကျော်ပါဝင်နေပြီးအများစုမှာကင်ဆာဖြစ်စေနိုင်ပါတယ်။အဆုတ်ကင်ဆာရောဂါဖြစ်ဖို့တင်ကိုယ်တိုင်ဆေးလိပ်တောက်မှမဟုတ်ပါဘူး။ဆေးလိပ်ငွေဆုပ်ရှိုက်မိခြင်းသည်လည်းကိုယ်တိုင်ဆေးလိပ်တောက်တယ်လို့အန်ဒီရဲ့ကြီးမားပါတယ်။စီဂရက်ဆေးလိပ်ကြောက်ကွန်းမှုရေရွန်တတိကြွရေရွန်ဓာတ်စင်ကဲ့သို့သောအန်ဒီရဲ့ရှိသောကင်ဆာဖြစ်စေနိုင်သည့်အရာများကိုရှုရှိုက်ခြင်းသည်အဆုတ်လမ်းကြောင်းရှိဆဲလ်များကိုထိခိုက်ပျက်စီးစေပါတယ်။အချိန်ကြာလာသည့်နှင့်အမျှထိုထိခိုက်မှုများသည်ဆဲလ်များကိုမူမမှန်ပြောင်းလဲမှုများဖြစ်ပေါ်စေကာအဆုံးတွင်ကင်ဆာဖြစ်ပွားစေနိုင်ပါတယ်။လူငန်းကွင်းတွင်တွေ့ရှိရသောအန်ဒီရဲ့များသည့်ဓာတုပစ္စည်းအချို့ကိုအောက်တွင်ဖော်ပြလိုက်ပါတယ်။ရေရွန်တတိကြွရေရွန်ဓာတ်စင်ကြောက်ကုန်းမှုအာဆနစ်ကက်ဒီမီယမ်ဝိုင်နိုင်းကလော်ရိုက်နီကေဓာတ်ပေါင်းခရိုမီယမ်ဓာတ်ပေါင်းမီသွေးထွက်ကုန်မာရွိဖြူသောဘယ်ရီလီယန်တက်တာဓာတ်စင်ဓာတုလက်နက်များတွင်အသုံးပြုသည့်အငွေပြင်းထန်ရာရန်စေသည့်အယောင်မဲ့အစီရည်ကလိုရိုမီတိုင်းအီတာဒီဇယ်ဓာတ်ငွေအဆုတ်ကင်ဆာသည်မျိုးရိုးဗီဒ DNA ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်ခြင်းဖြစ်သည်၎င်းပြောင်းလဲမှုသည်ဆဲဟပ်ပါစင်တစ်စင်ကိုမူမမှန်ပြောင်းလဲမှုများဖြစ်ပေါ်စေကာခန္ဓာကိုယ်ကမလိုအပ်သောဆဲလ်အသစ်များတည်ဆောက်၍တည်ဆုံးရမည့်ဆဲလ်အဟောင်းများကိုလည်းမတည်ဆုံးဘဲဆက်ကြံရစ်စေပြီးတင့်အသက်အရွယ်သည်လည်းအဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေအပေါ်တက်ရောက်မှုရှိပါတယ်။ကင်ဆာအများစုသည်အသက်ကြီးသူများတွင်ဖြစ်ပွားပါတယ်။ American Cancer အဖွဲ့အစည်း၏အဆိုအရအဆုတ်ကင်ဆာသည်အသက်ကြီးသူများတွင်အများဆုံးဖြစ်ပွားပါတယ်။အဆုတ်ကင်ဆာဖြစ်ပွားသူ3ယောက်တွင်2ယောက်သည်အသက်65နှစ်နှင့်အထက်ဖြစ်ပါတယ်။ယောဂဖြစ်ပွားသောပြင်းမြအသက်အရွယ်မှာအသက်80ခန့်ဖြစ်ပါတယ်။အသက်ကြီးရလေအန်ဒီရရှိသောဓာတုပစ္စည်းများနှင့်ထိတွေ့ခြင်းများလာလေဖြစ်သောကြောင့်ဖြစ်ပါတယ်။၎င်းသည်တဘာဝအလျောက်ကင်ဆာဖြစ်ပွားနိုင်ခြေအန်ဒီရကိုမြင့်မားစေပါတယ်။အဆုတ်ကင်ဆာသည်အခြားသောအကြောင်းရင်းများကြောင့်လည်းဖြစ်ပွားနိုင်ပါတယ်။ဥပမာ TB ရောဂါနာတာရှည်အဆုတ်လေပြင်းခြင်းမြောင်းသည့်ရောဂါ COPD ထိုအခြေအနေများသည်အဆုတ်တွင်ရောင်ရမ်းခြင်းကိုဖြစ်ပေါ်စေသည့်အမှားယွတ်သည့်စေကနောက်ဆုံးတွင်ကင်ဆာကိုဦးတည်စေပါတယ်။အခြားသောကင်ဆာကုသမှုများကလည်းအဆုတ်ကင်ဆာကိုဖြစ်စေနိုင်ပါတယ်။အထူးသဖြင့်ဓာတ်ရောင်ခြည်ကုသမှုပဲဖြစ်ပါတယ်။အဆုတ်ကင်ဆာကိုဘယ်လိုကာကွယ်မလဲ။အဆုတ်ကင်ဆာမဖြစ်အောင်ကာကွယ်ဖို့အဆုတ်ဆဲများနှင့်ထိတွေ့နိုင်သည့်အန်ဒီရဲ့အဆိပ်အတောက်များကိုရှောင်ကျဉ်ရမည်ဖြစ်သည်။ဆေးလိပ်ဖြစ်ပါအိမ်နှင့်လုပ်ငန်းခွင်တွင်ထိတွေ့နိုင်သည့်ဓာတုအဆိပ်အတောက်များကိုရှောင်ဖို့နည်းလမ်းရှာပါ။ကျန်းမာသောဘဝနေထိုင်မှုပုံစံကိုကျင့်ကြံပါ။ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်များကိုစားသုံးပြီးလေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့်အဆုတ်ကင်ဆာကိုကာကွယ်ပါ။အဆုတ်ကင်ဆာရောဂါသည်ဖြစ်ပွားဖို့ရန်အချိန်များစွာကြာပါတယ်။ဖြစ်ပွားနိုင်ခြေမြင့်မားစေသည့်အန်တီရဲ့အကြောင်းရင်းများကိုရော့ချပြီးကင်ဆာပြန့်ပွားမှုကိုကာကွယ်ခြင်းသည်တင့်ဘဝတွင်အဆုတ်ကင်ဆာဖြစ်စေသောအကြောင်းရင်းများကိုဖယ်ရှားနိုင်သောနည်းလမ်းပဲဖြစ်ပါတယ်